ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တော့မော်ဆရာဖြစ်ပါတယ်ဒီမှာကျွန်တော်ပွဲပိုင်စားလို့ရှိရင်ဒီမှာအဲ့စာတိုင်းပဲပေါ်နေတာပဲပွဲဆော့ဆော့လို့မရအောင်အဲ့ဒီဟာပဲပြနေရဆိုရှင်တော့တီးလိုက်တော့ဟာကိုကအမှတ်နေလို့ဟုတ်မလားအဲ့ဒီအမှတ်ကိုဘယ်လိုတော့ကြည့်ရမလဲပြီးဘယ်လိုပြန်သင်ရမလဲဆိုတာကျွန်တော်တခါလေးပြလိုက်ဗျာကဲဟောလောဆယ်အရင်ဆုံးဘလို့ဖိုင်ထဲကိုတွားမယ်ပြီးညာဘက်အောက်ဆုံးကစာတန်းလေးထဲကိုဝင်လိုက်ပါဒါတော့ကျွန်တော်အမှတ်ကြီးရအောင်ကျွန်တော်ရဲ့အမှတ်ကတော့88ပဲရှိဗျာသူက80လောက်မှဆော့လို့ရမှာနော်ကဲအဲ့ဆိုရင်ကျွန်တော်ဒီမှတ်ကိုဘယ်လိုသင်ရမလဲဆိုတော့တူတွားကြည့်လိုက်ဗျာကဲပွဲခြာထဲကိုတွားမယ်ပြီးလို့ရှိရင်မှယွမ်လွန့်ဆိုတာရှိရတယ်အဲ့ထဲကိုဝင်လိုက်ပါပြီးလို့ရှိရင်အပေါ်ဖက်မှကြည့်လိုက်ကျွန်တော်ဝိုင်းပြထားတယ်နော်အော်ဒါဆက်နဲ့ဝင်လိုက်ပါပြီးရင်မှအဲ့ခန်းဆော့ရမှာပါ AI ရဲ့ကောင်နဲ့ချရမှာဒါပေမဲ့သူက EC တို့ normal ရှိတယ်အကျန်းဆုံးကောင်နဲ့ပြစ်ချင်လည်းရရတော့လား AI ကောင်နဲ့ဆိုမဲ့ကျန်းတဲ့ကောင်လည်းရှိရတော့မင်းကျန်းတဲ့ပွဲနှစ်ဆော့ချင်လည်းရလားကျန်းလေးချချင်တယ်ဆိုရှင်မှာအဲ့ EC ဆိုတဲ့နေရာကိုထောက်ပြီးတော့မှကိုရွေလို့ရတယ်နော်ကျွန်တော်တော့အမှတ်တရဆို EC အလွယ်ဆုံးကပဲဆော့တယ်ကွာပြီးလို့ရှိရင်အိမ်မှာတက်နေတော့ဆော့နေတကယ်တယောက်တည်းဆိုပြင်းလို့ပါမှာကြောက်ကလန်နဲ့ညီလေးနဲ့ခေါ်တော့ဆော့တယ်မှာသူကအမှတ်နံပါတ်ပဲတင်ဆိုခဏလေးပဲနှစ်ပွဲပဲကွာနှစ်ပွဲတော့မှပြီးပါမှာအမှတ်80ရောက်တော့သူကပြန်ပြီးတော့ဆော့လို့ရပါကျွန်တော်မျိုးအမားကြီးမလို့အချင်းချင်းပုံနဲ့ထူးတတ်တာတော့ဘာဆိုအမားကတော့ရော့ရဗျာလားကဲဗီဒီယိုလေးကတော့ဒီလောက်ပဲခင်ဗျာဆောက်လို့ရပြီဆိုတော့ကျွန်တော်ညရင်ပြန်တီးမယ်အားလုံးပဲပြန်ဗျာ